တော်နဲ့2569ခုနဲ့ကောဇာတက္ကရာ1389ခုနဲ့ဥဒုခိမန္တနွေဥဒုနွေကာလနောင်တကူလမ်းပြီကျော်11ရက်2026ခုနှစ်4လပိုင်းဧပြီလကနေ12ရက်တနင်္ဂနွေနေ့ညတွင်ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းခရိုင်မယန်းကုန်းမြို့နယ်ဆွေတော်မြတ်စီဒီပရဝုံအဘိဘိဆိုင်ရာဒေရဝါဒဗုဒ္ဓသာနာပြုတက္ကသိုလ်ကြီးရဲ့မဟာဘုန်းတော်သဘင်ခမ်းမဆောင်အတိတ်ကြီး၌စီရင်ကျင်းပတဲ့တကြံတွင်တရားစခန်းတရားပွဲပေါ်လေပထမညပိဋကသုံးပုံတို့တွင်သုတ်တန္တပိဋကနိကေ9ရပ်တို့တွင်အင်္ဂုတ္တရနိကေစက္ကနိဗ္ဗာန်ဆလင်္ဂဌာနသုတ်တံမှာလာတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားစကားကိုမြန်မာနာရုနဲ့သင်တော်အောင်မြန်မာစကားတို့ဖြင့်တန်စာဆင်၍ခေါ်ကြအပ်တော်လူချင်းလို့လူတာပါတရားတော်တဲ့လူချင်းလို့လူတာပါလို့အမိပေးပြီးဟောကြနာကြရအောင်ဒီတရားတော်မြတ်ကြီးကဘုန်းတော်ကြီးမြတ်စွာဘုရားဟောတော်မူခဲ့တဲ့တရားအလွန်တန်ဖိုးကြီးတယ်အလွန်အကျိုးကြီးတယ်အလွန်ကျေးဇူးများတယ်ဒါကြောင့်တရားတော်ကိုမဟောသိမီမနာသိမီမှာတရားပိုင်ရှင်အစစ်ဖြစ်တော်မူသောအစိတ်လေးအတုံးလောက်ကထောက်ထားတပ်ပင်ကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးအားဘုရားတရားတန်ခါယရဏမြတ်၃ပါးတို့ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့ရှေးဥစွာလက်အုပ်ချီမိုးရှိခိုးလိုက်ကြပါအောင်စို့တန်တာရာစကဝိဒံတံတံသုဒ္ဓမတ္တဩရတံတံစိဏကံဘဝေအာတံတံကံအဘိတုမာနတံတံတာရာစကဝိဒံတံအမှန်မသိတတ်မြင်ပြီးကတိကအောက်ဒုက္ခရောက်ဖို့ကမောက်ကမလှည့်လည်ရသည့်ဘဝဖန်ကတန္တရာဆက်ကြီးကိုဖြစ်စည်းပြီးတဲ့ဘုရားယတနာတော်မြတ်ကြီးကို၎င်းသာတုတ္တယုတ်မဉ္ဉံပြမတမ်းမယ်သစ္စာစင်ကြဲတွဲတွဲပြီးတကပရိယပရိပဝိပရိဝေဒအဒီဟုသောတရားတော်မြတ်ကြီးကို၎င်းအတန်ထိုတရားသခင်ဘုရားရှင်ဤဩရတံတရားရည်နှင့်သာစင်စစ်လည်းဖြစ်တော်မူပါပြီထတော်ဘဝေဖြစ်လျင်ပြည့်မြဲမလွဲတန်ထွာတမနာအတွင်းတန္တရာအတွင်းထောင်ခြင်း၌အာတန်တမေခင်မင်လိုခြင်းတွေ့တတနာတဘောအာတာကြောကိုတန်စိဏကံဆိုအတင်းဖြင့်အလင်းပြတ်စိဖြတ်တောက်လေဖြတ်တောက်တော်မူနိုင်ပါပြီထတော်သူမာနတန်တွင်းပါညစ်ကြေအပြည့်ဝေသဖြင့်အေးအေးမြမြကြည်ပြရှင်လင်ကောင်းမြတ်သောစိတ်နှလုံးအစဉ်လေးရှိတော်မူပါပြီထတော်တန်ခါအပိရှိပါအရိယာမြတ်တန်ခါနှင့်အရိယာနွယ်လောင်သမုဒိတန်ခါတော်မြတ်အပေါင်းကို၎င်းအဟံသူတော်သူမြတ်လူနဲ့တတ်တို့ခြေနှက်ရံမြောတရားဟောမဲ့ဘုရားတပည့်တော်သည်မယံသူတော်သူမြတ်လူနဲ့တတ်တို့ကြည်နှက်ရံမြောတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာမင်္ဂလာစရဏလက်ဥဇ၌ကြည်စွာကိုရောပူဇော်မြတ်တို့လက်အုပ်မိုး၍ရှေခိုးကြောကြပါကုန်၏အရှင်ဘုရားဣမိနာရတနပရံပနာမေနာဤသို့ဘုရားတရားတန်ခါယတနာမြတ်သုံးပါးတို့အားရှိခိုးရသောကုသိုလ်ကံစေတနာကြောင့်မေမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမြောတရားဟောမဲ့ဘုရားတပည့်တော်အားနောအမကမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမြောတရားဟောတရားနာကြမဲ့ဘုရားတပည့်တော်တို့အားဇယမင်္ဂလာတွင်ပန်းနှစ်တန်ယမန်အပေါင်းအောင်ကြောင်းအောင်ရအောင်မင်္ဂလာသည်အထုဘဝတုမြေကြီးလက်ခံမလွဲလတ်သောဆက်ဆက်မတူ၏အမှန်ပင်ဖြစ်ပါစေတည်းဦးမျိုးသိမ့်ထုတ်ကိခိုင်တာဒီပေါင်းမြတ်ဘုံခတ်တာငယ်မောင်တော်ရဘုံကနုကဓမ္မဒါနတရားအလူလူ
ဒီတရားပွဲကဒီနှစ်မှစလာပေါ့လေတကြံတရားပွဲကတူနှစ်ဦးပြောလာရကနေပြီးတော့အေးကဲဟောပြီးမယ်ဟာဆိုပြီးတော့စလိုက်တဲ့တရားပွဲအစတော့ကတော့3ညလောက်နောက်4ညဖြစ်သွား5ညဖြစ်သွားခုကြ6ညဖြစ်သွားထပ်လူကျင်တဲ့သူတွေကလည်းရှိသေးတာပေါ့လေနောက်တစ်ချိန်ပေါ့ဒါကြောင့်မို့ခဏညဘာလေးပဲပြုံးပြရကောင်းမလဲဆိုတော့ဒါနနဲ့ပတ်သက်ပြီးပြုံးပြီးမှပဲဆိုပြီးတော့ဒီစိတ်ဖြစ်သွားဒီတရားဖြစ်သွားတာပေါ့ဒီထဲမှာမှကေခိုင်ကစောစောကလာလျှောက်ရင်းနဲ့ဒီလိုတရားအလူမျိုးမှလူပြပါတော့မလားပေါ့အရင်တော့ကအခြေအနေအခုအခြေအနေနိုင်ငံခြားတွားတာနဲ့ဘာနဲ့ဆိုတော့ကဲဒါလေးတော့ဟောပြီးအောင်ပါပဲလို့စိတ်ထဲဖြစ်သွားတာသံသင်္ဃဒါနသုတ်တံမှာအလူနဲ့ပတ်သက်ပြီးအကျိုးကြည့်ဖို့ဘုန်းတော်ကြီးမြတ်စွာဘုရားကဟောတော်မူခဲ့တယ်အလူနဲ့ပတ်သက်ရင်အလုံးသိတဲ့အတိုင်းပဲအလူခံပုဂ္ဂိုလ်ရှိတယ်အလူရှင်ရှိတယ်ထဲလိုက်ပေါ်လေလူပွဲပစ္စည်းလေးရှိတယ်အလူရှင်ကတကယ်လူချင်းရင်သူ့မှာရှိသမျှဟာအလူပစ္စည်းပဲမျက်လုံးလည်းဖောက်လူလို့ရတာပဲလက်လည်းလူလို့ရတာပဲသူခန္ဓာကိုယ်ကိုကျွံအနေနဲ့တောင်လူလို့ရသေးတာကောင်းခါချစ်လည်းဒီလူလို့ရသေးတာပဲဒီသုတ်တန်ကြီးကိုထောက်ဆတော့အဖြစ်အလူနဲ့ပတ်သက်ရင်အလူကံပုဂ္ဂိုလ်လိုတယ်အလူရှင်လိုတယ်လူဝိပစ္စည်းမပါဘူးဘာဖြစ်လို့တုံးဆိုလူပွဲပစ္စည်းကလူချင်းတဲ့ပုဂ္ဂိုလ်အတွက်လူပွဲပစ္စည်းဆိုတာမရှားဘူးတဲ့မလူချင်းသေးလို့ဒါငါလူပွဲမရှိသေးဘူးလို့ဖြစ်နေကြတာကိုပိုင်ထားတဲ့အချိန်ကိုပိုင်ထားတဲ့လုံအားကိုပိုင်ထားတဲ့အကြံဉာဏ်ကိုပိုင်ထားတဲ့လောကတဘောပိုင်ထားတာတွေရှိတာပဲဒီသုတ်တန်ကိုစပြီးတော့နာကြားရကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ကြီးဟောလို့နာကြားရစာရိပေရီလိလံသင်ကြားလို့နာကြားရအဲ့ဒီကလေးကဒါလေးကောက်ချက်ချမိတယ်အလူဆိုတာဘာအရေးကြီးတာတုံးဆိုတော့အလူခံနဲ့အလူခံပုဂ္ဂိုလ်နဲ့လှူတဲ့ပုဂ္ဂိုလ်နဲ့ဒီနှစ်ဦးအရေးကြီးတာလူဝက်ပစ္စည်းကလက်ညှိုးထိုးမလွဲရှိတယ်ဘာဖြစ်လို့တုံးဆိုတော့အနာတပိန်တထေးကြီးတို့များကြည်ဝိတံခံကြောင့်မာကြီးတို့များကြည်မနဲ့သွားရင်ကြောင်းကိုနေ့လေသွားရင်ကြောင်းကိုညနေသွားရင်ကြောင်းကိုလက်ထဲမှာလူဝဲပစ္စည်းတစ်ခုခုပါးကိုသွားတယ်နောက်ဆုံးဘလောက်ထိများတော့ဒီပုဂ္ဂိုလ်တွေကသောတာပန်တွေကိုလက်ထဲဘာမှမသွားရင်လမ်းကြရင်ဘာလောက်သွားတော့ဆိုသဲပုံလေးတွေရှိရင်သဲလေးတွေကျုံသွားတယ်ဘာဖြစ်လို့ကြောင်းထဲကနှိမ့်နေတဲ့မြေကြီးလေးကိုဖြည့်ပေးဖို့နှိမ့်နေတဲ့မြေကြီးကိုဖြည့်ပေးဖို့ညစ်နေတဲ့မြေကြီးပေါ်ကိုဖြူဖို့လူဝိပစ္စည်းမပါဘဲနဲ့ကြောင်းကံဖျားသွားကိုမသွားဘူးတူတူပဲအနန္တဘိန်တထေကြီးရောဝိတ္တခကြောင့်မာကြီးရောဒီနေရာမှာကောက်ချက်ချကြည့်ရင်အလူနဲ့ပတ်သက်ရင်အလူကံပုဂ္ဂိုလ်လိုတယ်အလူပေးပုဂ္ဂိုလ်လိုတယ်အလူကံပုဂ္ဂိုလ်ပဲကြတော့သတ္တင်္ဂဒါနသုတ်တန်ကြီးမှာအလူကံပုဂ္ဂိုလ်ဒီလောဘကင်းနေရမယ်မကင်းသေးအောင်လဲကင်းခြင်းစိတ်ရှိရမယ်ကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တဲ့ဒေါသကင်းနေရမယ်ဒေါသကင်းခြင်းစိတ်ရှိရမယ်ဒေါသကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်မောဟကင်းနေရမယ်မကင်းသေးတော့မှတဲ့မောဟကိုကင်းအောင်ကျင့်ခြင်းစိတ်ရှိရတယ်ကျင့်လေကျင့်နေတဲ့ပုဂ္ဂိုလ်တဲ့လောဘဒေါသမောဟအညစ်အကြေးတွေကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်အလူကံပုဂ္ဂိုလ်ဟာအမြတ်ဆုံးတဲ့မရှိတော့ရင်အမြတ်ဆုံးပေါ့အလူခံပုဂ္ဂိုလ်တွေမှာဖရာအမြတ်ဆုံးပဲအလူခံနဲ့ပတ်သက်ပြီးတော့အလူခံတစ်ကြိတ်လို့တရိစ္ဆာန်တွေတောင်လူလို့ရသေးတာပဲနောက်ဆုံးဖရာအမှုရှိတဲ့တန်ဃာတော်အရှင်မြတ်တွေအမြတ်ဆုံးပဲအဲ့ဒါလိုမျိုးလေးခေါ်ထားတဲ့အတွက်ကြောင့်အလူခံပုဂ္ဂိုလ်ဘက်ကအလူပြောတော့တရားနာနေတဲ့သူတော်ကောင်းတွေကဲအလူခံပုဂ္ဂိုလ်ရဲ့အလူပေးတဲ့ပုဂ္ဂိုလ်ရဲ့ဘယ်နှမျိုးရှိလဲနှမျိုးကြိုက်တဲ့ဘက်ရွေးဆိုဘယ်ဘက်ရွေးမလဲဟမ်အလူပေးတဲ့ဘက်မှာရွေးမှာလားအလူခံတဲ့ဘက်မှာရွေးမှာလားဟမ်
ဒီတရားပွဲကြီးဟောရတာတော်တော်ပင်ပန်းနေဘာပင်ပန်းတာဆိုဘာတရားဟောအမှန်ကိုမသိတာကိုရင်ဆိုတာအလူကံပုဂ္ဂိုလ်ရှင်သာမဏေယဟန်တော်တွေဆိုတာအလူကံပုဂ္ဂိုလ်ဆရာတော်တန်ခါတော်အရှင်မြတ်ကြီးတွေဆိုတာအလူကံပုဂ္ဂိုလ်သီလသမာဓိပညာကျင့်နေတယ်လောဘဒေါသမောဟကင်းအောင်ကျင့်နေတယ်ကင်းနေတယ်ကင်းအောင်ကျင့်နေတယ်ပြန်မေးဦးမယ်ကွယ်လှူမဲ့ဘက်နေမှာလားအလူခံတဲ့ဘက်နေမှာလားဟမ်ဘယ်ဘက်နေကျင်တာတော့အလူခံတဲ့ဘက်ဟိုခွက်ကလေးနဲ့ကလောက်လှုပ်တဲ့ဟာအဲ့ဒီဘက်လားရှင်သာမဏေတပါးဘဝရဖို့ဆိုတာယဟန်တပါးဘဝရဖို့ဆိုတာတတ္တိရှိမင်းတို့လူကျင်တော့လူကြစမ်းနင်တို့လူကျင်တော့လူကြစမ်းငါအလူခံရဲတွေဟိဆိုတဲ့ဘဝရောက်ဖို့ဆိုတာလွယ်သမျှအောင်မေးလားများတော့အဖြစ်ဘယ်ဘက်ပဲနေချင်တာအဲ့ဒါပဲတခုံးလေးပြောလိုက်ချင်တယ်ဘယ်တော့မှကိုရင်ဦးသိန်းဆရာတော်တန်ခါတော်တွေအပြစ်မမြင်နဲ့ကိုလည်းမနေရဲပဲနဲ့နေရဲရင်လာခဲ့လေသင်္ကန်းရှိတယ်သီလရှင်ဝဆုံချုပ်ပေးမယ်နေရဲသလားဒီလိုလူတွေဒီလိုလက်ညှိုးကြီးထိုးလို့တော့မကောင်းဘူးနော်ဒီလိုအလူပေးတဲ့ဘက်ကပဲနေပါမယ်လို့ဆိုတဲ့ပုဂ္ဂိုလ်တွေအတွက်ရဲရဲကြီးအလူခံဖို့နေပေးနေတဲ့ပုဂ္ဂိုလ်တွေတာမင်ညောင်ညစိတ်နဲ့တော့အလူခံဘက်ကိုနေပါမယ်ဆိုတဲ့စိတ်ပေါ်ကိုပြီးသာသနာအတွက်အားရှိလိုက်တာဖြစ်ပါဘူးတဲ့ဘလို့လို့ကိုရင်တွေပေါ်ပါတော့မလဲဘလို့လို့ယဟန်တော်တွေပေါ်ပါတော့မလဲဘလို့လို့သာသနာ့နယ်ဝင်သီလရှင်တွေပေါ်ပါတော့မလဲတတ္တိကိုပြောတာဒါမြင်အလူဝေးပုဂ္ဂိုလ်ဘက်ကကြည့်လိုက်ပြန်တော့ဟေးအမြဲတမ်းလူကြီးပဲနေမယ်ဆိုတော့စိတ်မွေးမလားကြုံရင်လူမယ်စိတ်မွေးမလားခုဘလို့မွေးနေကြတာတော့အမြဲတမ်းလူမယ်ဆိုတဲ့စိတ်ကိုမွေးနိုင်မလားရှိရင်တော့ဟုတ်တာပေါ့ဗျာမရှိပါနဲ့တော့လူမလေးလူအဲ့ဒီစိတ်ဓာတ်မျိုးကိုမဝင်ဘူးရှိလေလူမှမရှိလေလူမှရှိလေလူမှမရှိလေလူမှကိုကတကယ်ကိုရဲရဲကြီးအလူပေးမဲ့ဘက်ကနေရင်ဘယ်သူဘာလို့တလဲလူမဲ့အာနန္ထပိဏိကာခိုကိုရမဲ့အာအစွမ်းမဲ့စာရေးကိုရနေရထိုင်ရမဲ့နေတဲ့သူတွေကိုလှူလွန်အားကြီးလို့ကိုအနန္ထပိဏိကလို့ခေါ်တာသူ့နာမည်ကသူဒတ္တာဒီတရားဟောရတာခက်တယ်ဆိုတာအဲ့ဒါနော်ပေးရနဲ့ယူရနဲ့ဘယ်ဟာလှုပ်ချင်တာများဟမ်ဒီလူတွေကပတ်စံတစ်ထောင်ပေးမယ်လားယူမလားဆိုရင်ဘယ်ဘက်နေမလဲဟမ်ပေးခြင်းလည်းပဲကောင်းတာပေါ့ရွှေတပိတ်တာပေးမလားယူမလားဆိုရင်ဟမ်ဘာဖြစ်သွားတာအဲ့ဒါဘာဖြစ်သွားတာတော့ဟုတ်လားနဲရင်တော့ဘာလုပ်မယ်များရင်တော့ပုပ္ပေဝသုမနောဒါနံတရံစိတ်တံပတာတယေဓတ္တဝါအတ္တမနောဟောတိဧတာယင်ညတ္တတံပတာတဲ့အဲ့ဒီစိတ်ပေါ်နေလို့အဲ့ဒီစိတ်မျိုးတွေဖြစ်တတ်လုံးလို့ကိုခဏညဒီတရားဟောချင်တာဟေးကြည့်လိပတ်စံတစ်ထောင်ကြပေးတဲ့ဘက်ကနေမလားယူတဲ့ဘက်ကနေမလားဆိုပါတဲ့ပေးမယ်တဲ့ရွှေတပိတ်တာကြတော့ဘာကွာသွားတာလေအဲ့ဒါကိုယ်စိတ်ကိုပြန်မေးကြည့်ကိုယ်စိတ်ကိုပြန်မေးကြည့်တရားပွဲတွေထဲမှာဟေးအသက်အရွယ်ငါအိုးလာတော့ကြီးလာတာကိုမဟုတ်ဘူးအိုးလာပြီအိုးရှိအဆရာတော်ကြီးတွေလမ်းကြည့်ညိုမိတယ်အသက်အရွယ်80 80 90သာသနာအတွက်တရားအလုံးလုံးသွားကြတာဘာလို့ပင်ပန်းနေကြလဲကိုတော့ဘာမှမဟုတ်ပဲ69နှစ်က
တော်ပင်မနေပြီမနေ့ပိုင်းတပွဲစောတော့ကနေလေရတပွဲတော်ပင်မနေပြီကဲဒါပေမဲ့လို့ဒီဟာလေးတော့ခေါ်ပေးအောင်မယ်ဟိဆိုပြီးတော့ပုပ္ပေဝသူမနောဒါနံတရံစိတ်တံပတာတယေဓတ္တဝါအတ္တမနောခောတိဧတာယဉ္ညတတံပရာအလူပြည့်စုံအောင်အလူပြည့်စုံအောင်အလူအောင်မြင်အောင်ဆိုရင်တဲ့စေတနာ၃တန်ပြည့်စုံမှပြည့်စုံတယ်စေတနာဘယ်နှတန်နဲ့တော့ပုပ္ပစေတနာမုံဇစေတနာအပရစေတနာသိပိသဓာတွေကသိပြီးပြန်နှွေးနေတာပုပ္ပေဝသူမနောဒါနံမလူခင်းကိုကစိတ်ကပျော်နေရတယ်ဟေးစိတ်ကောင်းရှိနေရတယ်သူမနောတရံစိတ်တံပတာတရေလူနေရင်လည်းစိတ်ကဘာဖြစ်နေလဲပျော်နေရတယ်ဓတ္တဝါအတ္တမနောဟောဒီလူပြီးရင်လည်းဘာဖြစ်နေရတယ်ပျော်နေရတယ်ပျော်တယ်ဆိုတဲ့စကားလုံးနဲ့ပဲသုံးလိုက်ပါမယ်တို့ကိုယ်ကကနေညာဒါနတော့ဟောနေရလူချင်းတဲ့စိတ်ရောရှိကြလားရှိလားကဲမမရရပြောစမ်းဘယ်ရောအစလူဘူးလေကဲပြောကိုလူကိုမမိတာဘယ်ရွယ်ကစပြီးလူဘူးတလဲတို့ကတော့ဟေးပြောရင်ကိုကြောင့်ကိုကုံကိုဖို့မသူတော့ဖြစ်မှာဆိုလို့မပြောတော့တချို့ကလူတွေဆိုတာကိုခက်တယ်ထင်နေကြတာနော်လူတွေကိုခက်တယ်ထင်နေကြတာလူရလွယ်တယ်ပြောရင်တော့လေလူတိုင်းကလက်ခံမှာမဟုတ်မဟုတ်ငါစားဘူးလားမဟုတ်ငါစားဘူးလားဘယ်နှပွဲလောက်စားဘူးလေမရည်တွက်နိုင်တော့ဘူးလေဤတို့မဟုတ်ငါစားတာနဲ့တူမတူတော့မသိတော့ဘူးဟေးပြောကြည့်အောင်မယ်ကိုယ်တန်း10တန်းလုံးကပေါ့3-4မိုင်လောက်လမ်းလျှောက်ပြီးကြောင်းတက်ရတဲ့အထက်တန်းကျောင်းကိုပြန်ပြီးကျောင်းက3နာရီပြန်ပြီး3နာရီ15ပြန်ပြီးဆိုရင်ဘိုက်စာရေးမုံဟင်အောင်ဝင်စားတယ်စကိုင်းမြို့သေးရက်မှာလမ်းတစ်ဝက်လောက်မှာပေါ့ဘိုက်မစားဘူးခြေတော်ညောင်းတက်တာအောင်မြင်းလဲစီးတယ်မုံဟင်ကတပွဲတမတ်25ပြားမဟုတ်ဘူးကလည်း25ပြားပဲရတာလေအကျော်ပါတယ်ခုတပွဲဘယ်လောက်3000ပွဲတရားဟုတ်လားဟမ်တော့ပြောတော့ပိုက်စားစားနဲ့ကြောင်းကအပြမဟင်းကဝယ်စားတယ်ဟေးမဟင်းကတပွဲဘယ်လောက်လဲဓမ္မစားပြီးတာနဲ့ကိုဘာပေးလိုက်ရလဲဓမ္မမပေးဘူးလားပေးလားဘာဘူးသုံးကလောက်မင်းရင်တော့မဟုတ်အဖြေမဟုတ်တော့ဘူးလို့သိပြီကွယ်တို့တုန်းကမုဟင်္ဂတပွဲစားပြီးရောဓမ္မပါခမညာတို့ပေးသည်ဘာဘူးလဲဆိုရင်အဲ့ဒီအိမ်ကသာသမီတွေအတွက်ပညာရေးဖို့စာအုပ်ဖို့ခဲတယ်မို့ပေးတာဟုတ်လားအဲ့ဒီအိမ်ကအသက်အရွယ်ကြီးတဲ့သူတွေများနေမကောင်းရင်အသက်အရွယ်ကြီးနေထညက်လေးတစ်ခဲရနှစ်ခဲရမတမတ်အများကြီးရပါတယ်အဲ့ဒီအိမ်အတွက်စီးပွားရေးကြီးပွားရေးလူမှုရေးတွေကိုပေးတာမဟင်္ဂဖို့တို့ပေးပြီးမစားဘူးမဟင်္ဂစားဘူးလားမဟင်္ဂဖို့ပေးလားတို့ကမပေးဘူးဟေးအလူဆိုတာပါလေအဲ့ဒါအယုံဆုံးလာကြည့်မဟင်္ဂရောင်းတဲ့အိမ်ကိုစီးပွားရေးကြီးပွားရေးလူမှုရေးအတွက်လူခဲ့တဲ့အတွက်ကြောင့်မို့အယုံဆုံးနေတိုင်းမဟင်္ဂပါနေတယ်ငါဘဝဟိုလူကလည်းမဟင်္ဂပါတယ်ဒီလူကလည်းမဟင်္ဂပါတခါလေ3ပွဲလောက်ပါတယ်မဟင်္ဂစားဘူးလား
မောင်ငါဖို့ပေးဘူးလားတို့ကမပေးဘူးအလူခဲ့တာတခါတလေဘိုက်မစားဘူး6အောင်ညောင်းနေမြင်းလဲစီးပြန်နေမြင်းလဲဆင်းတော့မယ်ဆင်းပြီဆိုရင်ဘယ်လောက်ပေးရလဲဓမ္မဘာကတို့မြင်းလဲစီးပြီးမြင်းလဲကမပေးအဲ့ဒီအိမ်ကပညာရေးစီးပွားရေးလူမှုရေးကျန်းမာရေးအတွက်25ပြားလူတာသဘောပေါက်လားမသိဘူးဟမ်မနေ့ကမနေ့ဖြင့်ငါအစပြီးမုံဟင်းကစားမယ်ဆိုရင်မုံဟင်းကဖို့ပေးအောင်မလားဟောမပေးပဲပြန်လာမှာပေါ့မုံဟင်းကဖို့မပေးပဲပြန်လာမှာလားအခုတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လူချင်းနေဆိုရင်ဘာလို့လူတာလဲလူချင်းလို့လူတာပါတဲ့တရားနာမယ်ကမလူတတ်ဈေးရောင်းကြောင်းဆောက်ခြင်းသစ်ပင်ဆိုင်ကိုယ်စိုက်တဲ့သစ်ပင်အရေးမှာတန်ဃာတော်တစ်ပါးခိုလိုက်ရင်ဒါကြောင့်ကိုရင်လေးတစ်ပါးနားလိုက်ရင်ဒါကြောင့်ဆုံးသံဃာကြွတဲ့သီလရှင်လေးတွေတစ်ပါးနားလိုက်ရင်ဒါကြောင့်မလူတဲ့ဈေးရောင်းကြောင်းဆောက်ခြင်းသစ်ပင်စိုက်လိုက်ကြစမ်းပါဆန်ဆိုင်ကြီးဖွင့်နေရင်ဆန်ရောင်းတာမဟုတ်စားရေးအတွက်အလူပေးနေတာအဝတ်ထေရောင်းနေရင်အဲ့ဒါဈေးရောင်းတာမဟုတ်အရှက်လုံမို့ရအတွက်အလူကြီးပေးနေတာအိုးသူတော်ကောင်းတို့ညံနဲ့စဉ်းစားလိုက်စမ်းမှလှူတတ်ရင်မြတ်တယ်ဆိုတာဒီဟိုလိုအမြတ်ကြီးမြတ်တာမဟုတ်ဘူးလှူတတ်ရင်ဘယ်အလုတ်လုံးမိုဟင်ကလည်းစားရတယ်ဒါနာလည်းဖြစ်တယ်လှူတတ်ရင်မြင်းလဲစီးရတယ်ဒါနာလည်းဖြစ်တယ်တဲ့အဲ့ဒါလေးတွေကိုပြောပေးခြင်းလို့ဒီတရားပွဲကျင်းပါတာဟိဘုန်းကစားဘူးတယ်မို့လားစားဘူးပြီးပတ်စံပေးဘူးတယ်မို့လားတို့နဲ့တူလားမတူဘူးလားအေးဘောဒါတော့ဖုန်ကြီးမဖြစ်တော့ဒီအတိတရားလေးတွေကိုလေဒီအထက်ဘလို့ဖြစ်နေလဲစာအုပ်တော့ရေးနေတယ်အဖိုးတွေအဖွားတွေကိုအပြစ်ပြောရမှာလားအမေအဖေတွေကိုပြောရမှာလားဒါလေးတွေကိုသားသမီးတွေအစိုးကြီးကလေးကသိအောင်ပြောပြီးခင်ဘယ်လောက်ကောင်းနိုင်မလဲအဖိုးတွေအဖွားတွေအဖေတွေအမေတွေကသားသမီးမြီးတွေကိုသိအောင်ပြောဖို့ကသူတို့ကိုယ်တိုင်ကိုကမသိဘူးအခုဒီကပြန်ရင်တော့ပြောရင်ရပြီပေါ့အဲ့တော့မြီးတွေကပြောမှာပေါ့မဟင်ကဝယ်စားမယ်မပေးပဲပြန်လာမယ်ပုပ္ပေဝသုမနောဒါနံဒရံစိတ်တံပတာတယေဓတဝအတ္တမနောဟောတိဧတာယင်ညတံတံပဒါဘယ်လုတ်ပဲလုတ်လူချင်းစိတ်ရှိလို့ရှိရင်နဲ့အလူဖြစ်နေတော့တာပဲတဲ့လူချင်းစိတ်ရှိတယ်ဆိုတာဘာလဲကိုဖို့မပါဘူးသူများဖို့ကိုဖို့မပါဘူးသူများဖို့ကိုဖို့မပါဘူးသူများဖို့ဒါကြောင့်မို့အလူဘေးအရွယ်ကလေးကလူဘူးတလေလို့မေးတာဟာအဲ့ဒါပဲအဲ့ဒါလို့မေးကိုမေးပြီးတယောက်ကများငါမေးရင်ငါဘေးအရွယ်ကလေးကလူဘူးတယ်လို့ပြောရမလဲဆိုရင်ဖြေရခက်သလားဆိုတော့ပြန်ပေါ်လာတယ်တို့9တန်းလောက်ကလေးကမိဖို့ကြောင့်ဝင်နေပြီး10တန်းမှအမေကလွှဲလို့ရပြီတအိမ်လုံးအတွက်10တန်းလောက်ကလေးကဈေးဝယ်ထွက်ပြီးဆိုရင်မရတာကွယ်အင်ဂျင်နီယာဖြစ်တော့ဒုက္ခကစနေနေ့တဝက်လေစနေနေ့တဝက်ရုံးတက်ရတယ်စနေနေ့တဝက်စိုက်ထဲတော့အလုပ်တွေပြီးပြန်လာပြီးဆိုရင်စကိုင်းဈေးတဲ့လက်ဝင်တော့တာဘာဖြစ်လို့တော့ဆိုကိုယ်အကျင့်ကအဲ့ဒီဈေးဝယ်ပြီးပြန်ရောက်အဲ့ဒီစနေနေ့ညနေကလေးမိဖို့ကြောင့်ကိုတောင်းအောင်တနေ့ကနေတနေ့လုံးကိုတောင်းအောင်ရုံးပိတ်ရမှာဟေးခရီးမသွားရင်အဲ့ဒါထမင်းချက်တာပဲအဲ့တနေ့ကနေနေကြတော့နေ့လေကြစားတော့ပြီးလို့ရှိရင်အိုးတအိမ်လုံးကအဝတ်ချင်းကြီးရှိတယ်အဲ့ဝတ်ချင်းကြီးကိုထည့်ပြီးမျက်စိတဆင်းပြီးတော့အဝတ်လျှော်လို့များနေလန့်ဖြူဖွေးသွားတာကြည့်ရင်အရသာရှိလိုက်တာလေတိမ်လုံးဝတ်လျှော်လာတာအမိတ်ဝတ်တွေပါလျှော်လာတာပြောခြင်းနဲ့ဒါနကအဲ့ဒီစနေနေ့နေ့ဝက်ရုံးပြန်ပြီးတော့ဈေးဝင်ဝယ်တဲ့အခါ
Sabine Tautanga say sweet teeth and bina, Tideli Google. See when Waganega, a pea by Zamale, a pea by Jake the lay, a me by Jake the lay, a me by Jake the lay, a poor party, a me pea Nico Monomati, Jake the Rigibe way, Bido, Piana, go Jake the Kuma away. Ain't I in it? Move Jane low. Say, Tema Bola de Mola. Go Zito and be where at the border Mola. Produce Ajena where? Go on here. Go on here, go Sajina where they took out of Mayabu he. A people Jake that the lay, a meda. A me by Jake that the lay. Nah. Nico Manoa, but do by Jake that the lay. Either lady waiter, could be ambioya go Ayada City. Piambioya dagu ayada shide Dana Edalu Salu Yabadi Bobi wat Lumanodan and Daran Satan Badadi Detawa Adamano Hodi Eta Yinyada Dambara Alukudo Gombu Jodu Pizumbo address Hoye Sidana Dongangule the Ditava Maluking and let's see the Nagongli Shiade, Looney don't let's see the Nagongli Shiade, Lubido let's see the Nagongli Shiade, see the Nagong soda, sick gong bioda, see the Nagong sick gong soda, 86 seed and Nadema Bade, that Dawodia, the Di Tamadi, Pina, see the Gonigo bioda he, see the Gonigo bioda he. Do so that bioda Mohinga Wezada, Moesaging Riga, Disi Deli. Where's our little lady say she daily? So the way Sanini were beyond Lampido, see where I live it, see the wing rego at this she the good Ramabaudi. Either go got Lure, do got Loba, Nanny, Lubita, daughter, Nanny, Lubita, Moha, Nanny, Lubi, Jujida Bo. He said, I better be pure, you know. Now you wish it. See the never that be bioing, the conly of Biobia, wherever they are. Eka Sidana, Ekan, Baditan, is an edid. Sidana, the coup, Baditan, the coup be the day. Jesus, she mingles her of here, equal and Biogeta, Pianho. And I go Sero Udiana, Kunangano Dangamana, I got Sero, Mingo Sero, Ibioke, he is of it is a light Shara, Sare, Bema about Tigarema Bara. Eka Sirana, Ekan Petit than they Zanedi. Yama Lubio is Sidana, read the Kuga, Petit than the Bawataku, Pidi. Take it Lumia Kusikliga, Pakaneso, Sidana Lit so doy, Bawazu Yama. Honda Sidana Lit so doy than a Bapi Male, Bawazu Yama, Sidana Lit Pakane, Gong doy Bawa Gong doyama, the Dagu Biambio Megwe. Do that about Yabda Boa Gong Bo. The Lord Longanta when it doesn't address how you need a Boa Gombo. Eddie Boa Gombo do beta, let's see the Nagom Benakua beta. The cooliga be beta. O Durangom, Yanli, Nemia, Kuku, Pianton, that Gizama, Molinga, Mocho, Sirena, Benaku, Pinimeti. Let the Pimagarida then Pitare, Siranaga. The second so yango greater than Pitade, see the Naga. Other so you beam it got Molin Mocho, ne, Chango, Chainama, good number one, do a good pandini, that number one go pandini. Number one gone losing look. She see the Nagoni pandi like Sama. See the Nazoda, pick and look at the number one sodi. Pinimabe. Nhên đó đấy, nhớ tình lệ thì mà nhên đó đấy, mà cháu giọng là, bằng mà đi cú xí là cú đang bút thà mà,
သူများပေါ်စေတနာကောင်းဖို့မကောင်းဖို့ပြောတာမဟုတ်ဘူးကောင်းတာတော့ကောင်းပေါ်လေကိုယ်စေတနာကိုကိုယ်တန်ဖိုးထားဆိုတာပါလေမဟုတ်လေစေတနာတစ်ခုကဖြစ်တာမဟုတ်လေစေတနာတစ်ခုကဖြစ်တာဘာလို့တရားပွဲကြီးကျင်းပရတာတော့ဘာလို့တရားပွဲလာတရားနာရတာတော့ကိုယ်အိမ်မှာပဲဟိုပါလေလိုင်းကနာရင်လည်းပြီးတာပဲဒါပေမဲ့တရားပွဲလာဖို့ရအတွက်လေကိုယ်စေတနာတွေဘယ်လောက်တောင်ဖြစ်ခဲ့ရတယ်လေကိုယ်စေတနာတွေဘယ်လောက်တောင်ဖြစ်ခဲ့ရတယ်လေအဲ့ဒါပေါ်ပေါ်တန်တန်မတွက်နဲ့စေတနာကောင်းတွေဖြစ်တဲ့အတွက်ဘဝကောင်း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 ဘယ်မှာနာကမှဘဝကောင်းမရောက်အောင်တားလို့မရဘူးကိုယ်တိုင်စေတနာကောင်းမွေးခဲ့တော့စေတနာကောင်းမွေးခဲ့တော့ဘဝကောင်းကတော့မကောင်းချင်လဲကောင်းကောင်းချင်လဲကောင်းပါပဲကိုယ်စေတနာပေါ်မူတည်တာပုပ္ပစေတနာဆိုတာအဲ့ဒါမုံစားစေတနာဆိုတာအဲ့ဒါအပရစေတနာဆိုတာအဲ့ဒါကိုယ်စေတနာလေးတွေကောင်းတို့ပြောပါတယ်ကွယ်မိုးလင်းတာနဲ့အိမ်တကားဖွင့်အောင်ဘေးရန်ခတ်သိငိမ့်တော်မူတော်မြတ်စွာဘုရားတတ္တဝါအလုံးတို့ဘေးရန်ခတ်သိငိမ့်ကြပါသည်ကိုယ်စိတ်နှဖျားကျမ်းမာကြပါသည်ချမ်းသာကြပါသည်တို့နာနဲ့မိုးတောင်အလင်းရောက်ဘုရားဝတ်ပြုပြီးဘုရားတော်ကြီးကပ်ပြီးတကားဖွင့်လိုက်တာနဲ့ကိုဘုရားကြောင်းကံဟောဒီမှာတော့ဘုရားကြောင်းကံဖြစ်တော့ငါဇီတိတော်မြတ်ကြီးကဘုရားဒီဗိမာန်ကြီးကကြောင်းဟိုဘယ်ဗိမာန်ကံဘုရားကြောင်းကံမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေစောင့်ရှောက်ကြတဲ့ပုဂ္ဂိုလ်တွေအမြဲတမ်းမေတ္တာပို့တယ်ဘာဖြစ်လို့မိုးလင်းကလေးကစေတနာကောင်းလေးတွေလုပ်ကြည့်တတ်မှာလားပို့ပို့တဏ္ဏနေလိုက်ရင်ဘယ်ဘဝရောက်သွားမှာလဲပို့ပို့တဏ္ဏဘဝအဲ့ဒီစေတနာလေးကကောင်းရင်ဘဝကောင်းရောက်တယ်စေတနာကောင်းကဆိုးရင်ဘဝဆိုးရောက်တယ်စေတနာကပို့ပို့တဏ္ဏလုံးရင်ဘဝကလည်းပို့ပို့တဏ္ဏဖြစ်ကုန်နေတဲ့လောကမှာကြည့်လိုက်လေသူများအပြစ်ပြောသလိုဖြစ်မှာဆိုလို့ဘဝကိုတန်ဖိုးထားတလေးတစားနေတဲ့သူနဲ့ပေါ့ပေါ့တန်တန်နေတဲ့သူဘယ်သူများတနေ့ကုန်အသက်ရှင်ုံလောက်ပဲနေကြတာတွေများနေတယ်ဘာလို့အဲ့ဒီဘဝရောက်သွားတာလဲဆိုရင်စေတနာတစ်ခုဖြစ်တိုင်း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 ပေါ့ပေါ့တန်တန်နဲ့အဖြစ်ခံလိုက်လို့ဟေးဘယ်တော့မှပေါ့ပေါ့တန်တန်အဖြစ်မခံနဲ့ပေါ့ပေါ့တန်တန်အဖြစ်မခံနဲ့ဆိုတော့ဟိုအင်္ဂုတ္တရနိကေကအထက်ကနိဘကဘုရားရှင်ဟောခဲ့တဲ့အလှူဒါနအကြောင်းတော်ပြောခြင်းသိပေါက်သွားတယ်ရှစ်မျိုးပြောအမှဖြစ်နေတယ်တရားနာမည်ကလှူခြင်းတို့လှူတာပါတဲ့တရားနာမည်ကဘာလဲမဟုတ်ဘူးလားဟုတ်လားဒါပေမဲ့ဘုရားရှင်ကိုရောမြတ်ကြီးကမိန့်တော်မူထားတယ်ဘလို့လှူခြင်းလားလဲအာသစ္စဒါနံဒေတိဘယာဒါနံဒေတိအဓာတိမေတိဒါနံဒေတိဒတ္တိမေတိဒါနံဒေတိဟောအလူရှင်မျိုးတန်းစီပြီဘုန်းတော်ကြီးမြတ်စွာဘုရားဟောသွားပြန်လှူတာပဲအလူတော့ဖြစ်တာပဲအလူတော့ဖြစ်တာပဲနံပါတ်1ပါတယ်တော့အာသစ္စဒါနံဒေတိအလူခံပုဂ္ဂိုလ်ကိုရှေ့ရောက်လို့လှူတာဘာလို့လှူတာလဲကိုရှေ့ရောက်လို့လှူတာတဲ့အဲ့ဒါလို့ဆိုတော့ကိုရှေ့ရောက်လို့လှူတာဆိုတော့ကိုရှေ့မရောက်ရင်စေတနာကွာသွားပုံမှာလူတာတောင်မှလေလူတာတောင်မှဒါမြင်အဲ့ဒီစေတနာကအကျိုးပေးလိုက်ပြီးဘဝတစ်ခုအဲ့ဒီဘဝတစ်ခုမှာဒီစေတနာတတ္တိကဘာလေးပါသွားတော့ရှေ့ရောက်ရင်လူမယ်ရှေ့မရောက်ရင်မလူဘူးဖြစ်သွားတော့ကိုယ်တိုင်အလူကံပုဂ္ဂိုလ်ဖြစ်ရင်ကြွပြီးမျက်နှာပြမှလူတယ်မျက်နှာမပြရင်မလူဘူးဘဝရောက်သွားရောအဲ့ဒီစေတနာကအကျိုးပေးတာကိုထိုင်နေတော့လာပေးတာကြိုက်တာကိုကသွားထားယူမှကြိုက်တာကဲစဉ်းစားလေတို့များလေတန်းစီပြီးတိုးအလူခံရတာမျိုးဝါသနာမပါဘယ်ပါမှာတော့ကိုရှိရောက်ရင်လူမယ်မရောက်ရင်မလူဘူးလို့ခေါင်းနဲ့မရှိဘူးဟဲ့ပေးလိုက်တာတဲ့တို့เจ้าဘယ်ဆရာတော်ကြီးမကြွနိုင်ဘူးเจ้าရောက်အောင်သွားပို့ပါဘယ်ဦးစင်းမကြွနိုင်ဘူးရောက်အောင်သွားပို့ပါပေးတန်ကန်စီရင်နဲ့ပါရောက်အောင်ကိုပို့တခါတလေကိုတိုင်လိုက်ပို့တယ်ဟာကွာအာနာတာမင်းကိုတိုင်လာတာလားကွာဆရာတော်ကြီးတွေကမပို့လေရပါသေးကွာတချို့ကရှိတယ်လေရောက်ရင်လူမယ်မရောက်ရင်မ
မလူဘူးဆိုတော့အကြောင်းကြောင့်မရောက်တော့ပါပြီမပြောတော့စေတနာကွာပုံလေးပြောတာစေတနာကွာတော့အကျိုးပေးတယ်လေကွာတာအဋ္ဌိမာနိဘိက္ခဝေဒါနာနိအလူရှင်မျိုးရှိကြလေကုန်ဤအာသစ္စာဒါနံဒီရောက်ရင်လူမယ်ရောက်လို့လူတယ်ဆိုတော့မရောက်ရင်မလူဘူးဖြစ်တော့နောက်တစ်ခုဘယာဒါနံဒီကြောက်လို့လူတယ်ကဲပါတယ်တော့ကြောက်လို့လူတယ်ကြောက်ရရှိတာအဲ့လိုလောကမှာရှိတာကြောက်လို့လူတာမဲတချို့ကပြောတယ်အရှင်ဘုရားတပည့်တော်တို့ကတော့အမြဲတမ်းအလူစိတ်မွေးနေတာတဲ့အတေဟုတ်ပါလားတာတုခေါ်ပါတယ်လို့ကိုကလည်းအမြဲတမ်းအလူစိတ်မွေးနေတယ်ဆိုတော့ကောင်းတာပေါ့ဘယ်ချိန်ပို့မွေးတုံဆိုဓမြတိုက်ခံရရင်ပါတယ်တော့ဓမြတိုက်ခံရရင်ယူသွားလေဘာလုပ်လိုက်တာလဲလူတာအဲ့ဒါဘာလို့လူလိုက်တာအဲ့ဒါပဲကြောက်လို့လူလိုက်တာတဲ့ကြောက်လို့လူလိုက်တာတဲ့ဒါမို့လို့ကြောက်ရတာကတမျိုးဟိုလိုတွေဒီလိုတွေကြောက်လို့လူရတာတွေလည်းရှိတတ်တယ်ကွယ်မလူနဲ့တော့မပြောလို့ပါဘူးအတိညာလေးဝင်လိုက်စမ်းပါတဲ့အဲ့ဒါလိုမျိုးကိုကြောက်လို့လူရင်ကိုယ်စေတနာထဲမှာဘာဓာတ်လေးပါသွားလဲကြောက်လို့ပေးခြင်းတဲ့ဓာတ်လေးပါသွားတယ်ပေးလို့ပြန်ရမယ့်အချိန်မှာကိုယ်လည်းဘယ်လိုရမှာလဲကြောက်နဲ့ပဲကြောက်နဲ့ပဲပြန်ရမှာဘယ်တော့မှကြောက်နဲ့ရတဲ့ဘဝမျိုးမရောက်ချင်သမ်းပါနဲ့ကြောက်နဲ့ပြန်ရတဲ့ဘဝမျိုးမရောက်ချင်လူရင်ကြောက်လို့လူတယ်ဆိုတာမလုံနဲ့ဒါမှပြောမရဘူးလေအခြေအနေအချိန်ခါနဲ့ဖြစ်တတ်ကြတာဒီဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့ဉာဏ်တော်နဲ့ခေါ်ထားပုံကဘလောက်အံ့စရာကောင်းအသစ္စာဒါနံဒေတိဘယဒါနံဒေတိအဓာတိမေတိဒါနံဒေတိသူငါပေးဘူးတယ်ပြန်မပေးရင်ဘာမကောင်းပါဘူးကိုလူဘူးပေးဘူးလို့ပြန်လူတာတဲ့ကိုလူဘူးပေးဘူးလို့ပြန်ပေးတာတဲ့ဟေးအလူဘူးပါလေဒီလူတွေသတင်းကျွရင်ပိုးလူရတယ်လေဟုတ်တယ်မလားမကောင်းနိုင်တဲ့ကိခိုင်သတင်းကျွရင်ပိုးလူရတယ်မလားဘာဖြစ်လို့ဘေးမှာသွားလူတာတော့သတင်းကျွလေကိုသားသမီးမင်္ဂလာဆောင်တော့ကသူတို့လာထားတာမို့လားဟမ်ကိုသားသမီးမင်္ဂလာဆောင်ချက်တော့သူတို့လာထားတာလေအဲ့လိုဆိုတော့သူတို့သားသမီးမင်္ဂလာဆောင်ကြတော့ကိုမသွားလို့ကောင်းမလားအဲ့ဒါပဲအဓာတိမေတိဒါနံဒေတိလူပါတယ်လက်ဖွဲ့တယ်ခေါ်တာပေါ့ကွယ်လူတော့လူပန်းတယ်လူချင်းလို့ကိုလူလိုက်တာဒါပေမဲ့နောက်ခံစေတနာထဲမှာဘာပါနေလဲငါသမီးတုံးကငါသားတုံးကငါသားသမီးမင်္ဂလာဆောင်တုံးကသူတို့လာခဲ့ဘူးတယ်ပေးခဲ့ဘူးတယ်အဲ့ဒီပေးခဲ့ဘူးတဲ့အတွက်ငါကလည်းပြန်ပေးမှဟောကောင်းမှာပေါ့ကောင်းလို့လူတာလားမကောင်းတတ်လို့လူတာလားဟမ်မကောင်းတဲ့လို့လူတဲ့အလူမျိုးဒီကိုပြန်ရတော့လေဘယ်လိုရမှာကောင်းတယ်စေတနာဆိုတာအဲ့ဒါအရာရာတိုင်းမှာစေတနာသတိထားပါဒါနနဲ့ပြောနေတာနော်ဒါနကိုစေတနာကသိတာလုံးလို့ပါကာယကံနေမှလည်းစေတနာဝစီကံနေမှလည်းစေတနာမနောကံနေမှလည်းစေတနာခန္ဓာကိုယ်တစ်ခုလုံးမြောက်ကြွလှုပ်ရှားအောင်တွန်းပေးနေတာစေတနာနဲ့ဒီစိတ်ဓာတ်နှုတ်ပါဇက်ဖွင့်အောင်ပြောခိုင်းတာနဲ့ဒီစေတနာနဲ့ဒီစိတ်ဓာတ်တွေးတတ်ကြံတတ်အောင်နဲ့ဒီစေတနာနဲ့ဒီစိတ်ဓာတ်အဲ့ဒီစေတနာလေးကောင်းစေခြင်းလို့ဟေ့တစ်ချက်ကမှအလွတ်မခံနဲ့ကိုယ်စိတ်စေတနာလေးဆိုးသွားရင်ဘယ်သူမှမသိဘူးကိုယ်ပဲသိမယ်ဆိုတာတော့အခုမသိဘူးဘယ်ကြမှာလဲနောင်ဘဝဆိုးမှသိမှာဘဝဆိုးပရိသန္တိဆိုးအကျိုးပေးဘဝဆိုးရောက်တော့မှဟာကြည်သမောင်ကွယ်သိတ္တထမင်းသားမေရောကပါလေမေရောမာယာဒီဝိခမဲရောကသုဒ္ဓောဒနာမင်းကြီးဒီလိုရှင်ဘရဲ့အဖေနဲ့အမေစီမှာလာပြီးကြုံရတာဒီဘာကောင်းခဲ့လို့စေရနာကောင်းခဲ့လို့ဟုတ်လား
စေတနာကောင်းရင်ဘဝကောင်းတဲ့ကိုရောက်တယ်ဟေးစေတနာဆိုးရင်ဘဝဆိုးစီကိုရောက်ရောနိဗ္ဗာန်တရားနာတာအဆင်ပြေလားစိတ်တွေကဘယ်ရောက်နေကြတာမကိုအကြောင်းကိုပြန်မပေါ်ဘူးလားပေါ်လားဟာအဲ့ဒါဆိုမဆိုးငါတရားဟောတော်သားမင်းကိုအကြောင်းကိုပြန်ပေါ်ရင်တော်ဟုတ်တာအဲ့နာမှပြန်မပေါ်ရင်စိတ်ကလွင်ပြီးငိုက်လိုက်အိပ်ပြောလိုက်ဟိုသွားလိုက်ဒီသွားလိုက်ဖြစ်နေမှာအခုကိုအကြောင်းကိုနည်းနည်းပေါ်တယ်မို့လားတရင်ကျုပ်မင်္ဂလာဆောင်သွားရမယ်ဆိုတာအစအတ္တဇာဒါနံဒေတိဘယဒါနံဒေတိအဒါတိမေတိဒါနံဒေတိဓတ္တိမေတိဒါနံဒေတိကိုသားသမီးမင်္ဂလာမဆောင်ပါသေးဘူးအိုးသူပြန်မင်္ဂလာဆောင်နေလက်ပတ်ပြီးလိုက်တာလိုက်ပြီးလက်ဖွဲ့တာလိုက်ပြီးလက်ဖွဲ့တာဘာလို့တော့ဆိုရင်ကိုသားသမီးအရွယ်ရောက်လို့ဘာလို့တော့မှာသူများကိုလိုက်လူပြီးတော့လက်ဖွဲ့ထားရင်ငါ့ကိုလည်းပြန်ပြီးတော့လက်ဖွဲ့လိုက်မယ်ဆိုတဲ့အဲ့ဒီအတွေ့အဲ့ဒီစိတ်ဓာတ်အဲ့ဒါကြတော့လေကိုယ်မြန်မာလူပြောရင်လူတာတော့ဟုတ်ပါတယ်လက်ဖွဲ့တယ်လူတာပဲဒါပေမဲ့မျောလင်းချက်နဲ့လူတာဘာနဲ့လူတာလဲအေးဘောအဲ့လိုမျိုးလိုက်လူထားကိုသားသမီးမင်္ဂလာဆောင်ကြတော့ကိုသွားထားတဲ့လူလာရဲ့လားဟုတ်လားငါဘလောက်လက်ဖွဲ့ထားတဲ့သူလာရဲ့လားဩလာပြန်တော့လည်းပဲငါဖွင့်ကြည့်အောင်ပါအိုးကြောက်เสียကောင်းလိုက်တဲ့စေတနာကြောက်เสียကောင်းလိုက်တဲ့စေတနာဒီစေတနာတန်တန်လေးပုပ္ပစေတနာမုံစစေတနာအပရစေတနာကြည်လင်တန်ရှင်းပြီးတော့နေအောင်လို့ပြောပြီးတာအဒါတိမေလူခဲ့ဘူးတယ်ပေးခဲ့ဘူးတယ်ဓတ္တိမေငါ့ကိုပြန်လူလိုက်မယ်ပြန်ပေးလိုက်မယ်အဲ့ဒါကြောင့်မို့လူရတာလေးရှိတဲ့နောက်တစ်ခုကြတော့အပစန္ဒာနံပစန္ဒာသူတို့တွေကချက်ပြုတ်မစားနိုင်ဘူးချက်ပြုတ်မစားနိုင်ဘူးငါတို့ကချက်ပြုတ်စားတယ်ငါတို့ချက်ပြုတ်စားတဲ့သူကစားเสียရှိတယ်သူတို့ကချက်ပြုတ်မစားတဲ့သူကစားเสียမရှိစားเสียမရှိတဲ့သူကိုငါတို့စားเสียရှိတဲ့သူကမလူလို့မကောင်းဒါနဲ့ဘာလို့လူတာတုံးဆိုတော့မကောင်းတတ်လို့လှူလိုက်တာတဲ့လှူခြင်းတို့လှူတယ်လို့ပြောတော့လည်းပဲအတွင်းစိတ်ဓာတ်မှာကအဲ့ဒီတတိတွေပါနေတယ်မကောင်းတတ်လို့လှူတယ်မကောင်းတတ်လို့လှူတယ်ဆိုရင်ကိုကျွေးရင်လည်းပဲကိုပေးရင်လည်းပဲကိုကအလူခံအနေနဲ့ပြန်ရရင်လည်းပဲဘာလို့လှူခြင်းလားရှာမျက်ပေါက်ရင်ပေါက်ပါစေအဲ့ဒါမျိုးတော့တို့ကဟာဆရာတော်ဥစိတ်ကနာကိုမလူလို့တော့မကောင်းဘူးတော့လို့ကြားမလာမလာနဲ့ကိုလည်းပဲမကောင်းတတ်လို့လူတာမျိုးစိတ်ထဲမမွေးဘူးဟေမလုပ်ချင်ဘူးဟေတာဟုဒါနံတိဒါနံဒေတိတဲ့သူတော်ကောင်းတွေကပြောခဲ့တယ်ဒါနဆိုတာကောင်းတဲ့အလုပ်သူတော်ကောင်းတွေကမိန့်ခဲ့တယ်ဒါနဆိုတာကောင်းတဲ့အလုပ်ပညာရှိသူတော်ကောင်းတွေကလှူတယ်ပေးတယ်ကျွေးတယ်ဆိုတာဒီကောင်းတဲ့အလုပ်လို့ပြောခဲ့ကြတယ်ကောင်းတဲ့အလုပ်မို့လို့လုပ်တယ်လှူတယ်ဒါကတော့နည်းနည်းလေးတစ်ဆင့်တက်လာတာပေါ့ကွယ်ကောင်းတဲ့အလုပ်ဆိုလုပ်မယ်မကောင်းတဲ့အလုပ်ဆိုမလုပ်ဘူးကောင်းတဲ့အလုပ်ဆိုရင်လုပ်မယ်မကောင်းတဲ့အလုပ်ဆိုမလုပ်ဘူးလို့အဲ့ဒါလိုမျိုးစိတ်ဓာတ်တွေဝင်လာတာကိုကောင်းတာပဲဟိဘယ်နှမျိုးရှိသွားမှတ်မထားတော့ပါဘူး9မျိုးရှိပါပြီဟာဟုတ်တာ6မျိုးလားအေးအဲ့ဒါဟုတ်တယ်အဲ့ဒါဆိုရင်တော့ကဲနောက်တစ်မျိုးပြောလိုက်ရုံပဲကလျာဏောကိဋ္ဌိတ္တောအဘုဂ္ဂစ္စတိတဲ့ဒါနအလူပေးတာဒီသူတော်ကောင်းတွေကချီးမွမ်းဂုဏ်သတင်းလဲကြော်ကြားသည်ချီးမွမ်းခံရတဲ့ဂုဏ်သတင်းကြော်ကြားတယ်အမလီအလူရည်စက်နဲ့လည်းမကွာဟေးတကယ်စိတ်စေတနာကောင်းနေဟေးလို့ကောင်းတဲ့ဂုဏ်သတင်းထွက်တဲ့အလုပ်မလို့လုပ်တာတဲ့ဒါလည်းပဲကောင်းတဲ့ဘက်ပါလာပြီလေကောင်းတဲ့ဂုဏ်သတင်းထွက်တဲ့အလုပ်ဆိုလုပ်မယ်မကောင်းတဲ့ဂုဏ်သတင်းထွက်မဲ့အလုပ်ဆို
မလုတ်ဘူးကောင်းတဲ့ဂုဏ်သတင်းထွက်တဲ့အလုပ်ဆိုလုပ်မယ်မကောင်းတဲ့ဂုဏ်သတင်းထွက်မဲ့အလုပ်ဆိုမလုတ်ဘူးလို့ကိုယ့်ရဲ့အလုပ်ကိုဂရုစိုက်လာတာအလူကံပုဂ္ဂိုလ်တွေလူဝဲပစ္စည်းတွေမျောတာတွေမကောင်းတတ်လို့တွေလုံးဝမပါတော့ဘာပဲကြည့်လိုက်တဲ့ကိုယ်လုံရက်သည်ကောင်းတဲ့ဂုဏ်သတင်းထွက်သည်နတ်ပြည်ဌာနနတ်လောကတိမဆန်းဘွယ်ပြန့်နှံ့တက်တယ်တဲ့ကောင်းတဲ့သူတော်ကောင်းတွေရဲ့ဂုဏ်တတိသူတော်ကောင်းတွေလှုပ်တဲ့ဟေးဆိုလို့ဂုံတရင်ကြော်ကြားခြင်းလို့လှုပ်တာတဲ့ကောင်းတဲ့ဂုံတရင်ကိုတန်ဖိုးထားတာကောင်းတဲ့အလုပ်ကိုလှုပ်တာတဲ့ခုနှစ်မျိုးနံပါတ်၈ကြတော့စိတ်တလင်္ကာရထံစိတ်တပရိခါရထံစိတ်တလင်္ကာရထံတဲ့ကိုယ်စိတ်ကလေးကိုဟိချမ်းရံဖို့ကိုယ်စိတ်ကလေးကိုကောင်းတဲ့ကောင်းအောင်တန်စာဆင်ဖို့တဲ့ကိုယ်စိတ်ကလေးကိုအချမ်းရံလေးနဲ့ကိုယ်စိတ်ကလေးကောင်းတဲ့ကောင်းအောင်စေတနာကောင်းလေးနဲ့ထဲလိုက်တရားကောင်းလေးနဲ့ဝိရိယကောင်းလေးနဲ့တတိကောင်းလေးနဲ့တမာတိကောင်းလေးနဲ့ပညာကောင်းလေးနဲ့စိတ်သက်ကောင်းလေးတွေနဲ့အိုးကိုယ်စိတ်ကလေးကိုဝန်းရံနေတာအိုးသူတော်ကောင်းတို့ညံနဲ့စဉ်းစားကြည့်လိုက်စမ်းမှတာမန်လူတယောက်မှချွေရန်ပြိဿဆိုတာအလွန်ရှားသည်ဂုံတိတ်ခါနဲ့ပြည့်စုံတဲ့သူတော်ကောင်းတွေကြတော့ချွေရန်ပြိဿတွေကများတယ်တဲ့တနည်းပြန်ပြောရင်ကောင်းတဲ့သူကိုကောင်းတဲ့သူကယံတယ်လို့မကောင်းတဲ့သူကိုလည်းမကောင်းတဲ့သူကယံတာပဲတဲ့ကိုယ်စိတ်စေတနာလေးမှာဘယ်သူယံနေသလဲကိုယ်စေတနာကောင်းရင်ကိုယ်စိတ်ဓာတ်ကောင်းတွေကဝန်းယံတာပဲအဲ့ဒါကိုစိတ်ဓာတ်လင်္ကာရထံလို့ခေါ်တာအဲ့ဒါကိုစိတ်ဓာတ်ပရိခါရထံလို့ခေါ်တာကိုယ့်ရဲ့စိတ်ဓာတ်ကိုဘယ်သူဝန်းယံနေသလဲကိုယ်စိတ်ကိုဘယ်သူဝန်းယံနေသလဲအဓိကထစေတနာပြောရင်ကိုယ်စေတနာလေးကိုဘယ်သူဝန်းရံနေသလဲတရားတရားဝန်းရံနေတယ်ဝရိယဝန်းရံနေတယ်တတိဝန်းရံနေတယ်ပညာဝန်းရံနေတယ်တမာတိဝန်းရံနေတယ်ပညာဝန်းရံနေတယ်ဒါကစာလို့ပြောတာလွယ်လွယ်ပြောလိုက်ရင်တော့ဟေးကိုယ်စိတ်ကလေးဘယ်သူဝန်းရံနေတယ်မလူပဲကိုမနေနိုင်အောင်စိတ်ဓာတ်တွေဝန်းရံနေတယ်အလူတန်ကြားရင်ကိုဘာဖြစ်နေလဲလူချင်းနေတယ်လူချင်းနေတယ်လူချင်းနေတယ်အေးတို့လည်းကြုံရပါတယ်တွေ့ရပါတယ်အစကတော့ဒီတရားပွဲမှာအနာတပိန်တထေးကြီးအကြောင်းပြောမယ်ဝိသကအကြောင်းမကြီးပြောအကြောင်းပြောမယ်အဲ့ဒါလိုမျိုးတဦးစီအတူယူအောင်ပြောမယ်ဟေးလို့စိတ်ထဲတော့ဖြစ်လိုက်ပါသေးတယ်တကယ်သူတို့တွေကြတော့သောတာပန်ဖြစ်နေတာကလည်းတစ်ပိုင်းဒါနကထာသီလကထာတက္ကကထာကာမနာအာဒီနဝကထာစသည်အဖြစ်ဒီတရားခေါ်စဉ်အတိုင်းဒါနကထာကစပြီးတရားနာပြီးတော့မှသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဆိုတော့မလူဘဲကိုမနေနိုင်တဲ့စိတ်ဓာတ်တွေနဲ့မလူဘဲကိုမနေနိုင်တဲ့စိတ်ဓာတ်တွေနဲ့လူလာကြတဲ့ပုဂ္ဂိုလ်တွေတကယ်ပြောကြည့်ရင်ကိုယ်မှရှိတဲ့ပစ္စည်းဥစ္စာကြည့်လူလဲကုန်မှာပဲမလူလဲကုန်မှာပဲဆိုရင်ကိုယ်ဘာရွေးမလဲအဲ့ဒါလေးပဲအေးစစ်စစ်ရာကြီးလူလဲကုံမှာပဲမလူလဲကုံမှာပဲဆိုရင်ဒါကိုစဉ်းစားကြည့်ပေါ့ဒါမြင်လူလဲကုံမှာပဲမလူလဲကုံမှာပဲဒီပရိသတ်တွေအဲ့ဒါကိုနားလည်ပါတယ်ဘုရားဆိုရင်ငါလူလဲပဲသိရင်ခြံခဲ့ရမှာမလူလဲပဲသိရင်ခြံခဲ့ရမှာဆိုသိတဲ့ထီကြိုတွဲ့နေတာဟေးတကယ်တော့ညံလေးနဲ့ရှေ့တိုးပြီးတွဲ့ကြည့်လိုက်စမ်းပါအခုတစ်စက္ကန့်မှာငါမလူလဲလူလဲကိုပစ္စည်းလေးဒီပစ္စည်းလေးကြိုက်ဒီဘက်လဲလိုက်တာနဲ့ပျောက်သွားတော့မယ်ဆိုရင်ဒီတိုင်းအပျောက်ခံမလားလူပြီးမှအပျောက်ခံမလားဒါတရားဟောလို့ဟောနေတာမဟုတ်ဘူးနော်တကယ်နှလုံးသွင်းကြည့်စီခြင်းလို့ပြောတာကိုရထားတဲ့စီမဥစ္စာယာဓုဂုံသိပစ္စည်းတွေအကုန်လုံးအခုရှိနေတဲ့ခဏနေမရှိဘူးရှိမယ်ဘယ်သူအာမခံနိုင်တယ်ဒါနဆိုတာအဲ့လောက်ထိမြင့်နေဒါနဆိုတာစိတ်တပရိခဏထံစိတ်တလင်္ကာရထံဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူတဲ့ဒီပါဠိတော်စကားကိုအထာဂရဆရာမြတ်ကြီးကဖွင့်လိုက်ပြီးစိတ်တပရိခဏထံစိတ်တလင်္ကာရထံသမထအာထုတ်တာကိုပြောတာဝိပဿနာအာထုတ်တာကိုပြောတာကိုယ်စိတ်စေတနာလေးကိုကိုတန်ဖိုးထားပြီးတန်ဆာဆင်လိုက်စမ်းပါတဲ့အလူမင်္ဂလာဆောင်သွားတယ်ကွယ်အိမ်မှာဝတ်တဲ့ဝတ်နဲ့သွားမလားမျက်နှာပြောင်တိုက်ပြီးသွားမလားဘာလို့ဖို့များအလူမင်္ဂလာဆောင်ကိုအဝတ်လဲပြီးသွားတာလေ
ဘာလို့ဖြို့မြန်မျက်နှာကိုခြေသပြီးသွားတာလေဘာဖြစ်လို့မြန်လက်ဝတ်လက်စားတွေကိုဆင်ပြီးတော့သွားတာလေတဲ့ကိုသွားရမယ့်နေရာတွေ့ရမယ့်ဒူတွေတဲ့ရမယ့်ပွဲတာမန်လူတွေနေလို့ရတဲ့နေရာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကိုဘာဖြစ်လဲတန်စာဆင်သွားရတယ်ဧဝံတထပမပုံမီထိုနည်းအတူသာလျင်နိဗ္ဗာန်ဆိုတာတခြားမထင်နဲ့ပွဲကောင်းလမ်းကောင်းကြီးကိုခေါ်သည်နိဗ္ဗာန်ကိုရောက်လို့ခုမှသူတော်ကောင်းကြီးတွေနဲ့တွေ့ရအောင်မယ်ဆိုရင်တကယ်တမ်းကျတော့ယုံနာခတ်သိချုပ်ငိမ့်တာနိဗ္ဗာန်မှာဥပမာအနေနဲ့ပြောတာတကယ်နိဗ္ဗာန်ကိုတွားလို့ခုမှကိုကပွဲလန်းသဘင်တက်တယ်လို့တက်ရမယ်ဆိုရင်ကိုအလှမပြင်းမဲသွားမလားအဝတ်မဆင်မဲသွားမလားယတနာမဆင်မဲသွားမလားအဲ့ဒါကြောင့်မို့ဧဝံတထပမပုံမိထိုနည်းဒုသာလျင်နိဗ္ဗာန်ရောက်ချင်တဲ့ပုဂ္ဂိုလ်တွေကစိတ်တပရိက္ခရထံစိတ်တလင်္ကာရထံကိုယ်စိတ်ကလေးကိုတန်စာဆင်ပြင်းနေအိမ်မှာနေတဲ့အဝတ်မျိုးနဲ့မသွားဘူးဟုတ်လားမျက်နှာပြောင်ကြီးနဲ့လေမသွားဘူးလက်ဝတ်ရနာဗလာနဲ့လေမသွားဘူးဖြစ်နိုင်သမျှဘာလုပ်ကြတာလဲတန်စာဆင်ရတာကိုယ်စိတ်ကိုတန်စာဆင်ရတာဘလို့ဆင်မလဲကိုယ်စိတ်ကိုဖရာတတိယလိုက်ပါတရားတတိယလိုက်ပါတန်ခါတတိယလိုက်ပါစာသူပြောရင်ဗုဒ္ဓနုတ္တိပေါ့ကွယ်ဓမ္မနုတ္တိတန်ခါနုတ္တိပေါ့ကွယ်အဲ့ဒါတွေကိုသမထလို့ခေါ်တာအဲ့ဒီလိုမျိုးသမထနှလုံးသွင်းအားထုတ်ရင်အိုးအနုတ္တိ10ပါးကတိုင်း10ပါးစသည်အဖြစ်သမထကမ္မထံ40 38ပါးကြိုက်တာအားထုတ်အဲ့ဒါကိုယ်စိတ်ကိုဘာလုပ်တာလဲတန်စာဆင်းနေတာဘယ်သွားဖို့နိဗ္ဗာန်သွားဖို့နိဗ္ဗာန်ပွဲလန်းတဲ့ပင်သွားဖို့ဒါမြင်အဲ့လိုကိုယ်စိတ်ကိုတန်စာဆင်းတဲ့အခါမှာကိုယ်စိတ်ကလေးကိုဖယားအာယုံပြုတယ်တရားအာယုံပြုတယ်တန်ခါအာယုံပြုတယ်အနုတ္တိတွေပွားတယ်ကမ္မထံတရားတွေကိုအာယုံပြုတယ်ကတိုင်း10ပါးကိုအာယုံပြုတယ်ဆိုတာဒီအဲ့ဒီအာယုံကကိုယ်စိတ်ကိုခြေလေပေးတာအာယုံကကိုယ်စိတ်ကိုဘာလုပ်ပေးတာခြေလေပေးတာပဲဒီတရားပွဲဟိအရင်လာတွေတုန်းကလည်းဟောဘူးဟောပြစ်သွားတယ်အခုလည်းဟောပြစ်တယ်နောင်လည်းဟောမှာပဲကိုယ်တွေမကဘူးဘယ်ဆရာတော်တွေလာဟောပြီးဟောမယ်ဘာဖြစ်လို့တုံးဆိုတန်ဖိုးကြီးတဲ့ဖရာတရားတော်တွေကိုတို့တွေတရားခေါ်ခဲ့တဲ့အချိန်တွေများခဲ့ပြီတခါတလေကိုကသာတရားခေါ်နေတယ်မန်းတဲ့နောက်ကအမိုက်ပုံကြီးတရားနာတဲ့သူတွေကလည်းအမိုက်နတ်နေနဲ့နားနေရတော့ဘလို့လို့စိတ်နှလုံးသားရမတော့အာယုံကလည်းပဲကိုယ်စိတ်ကိုတန်စာမဆင်ဘူးလဲဆင်လားဆင်းနေဖရာအာယုံတရားအာယုံတန်ခါအာယုံပထဝီအာယုံတေဇောအာယုံအဘောအိုးမေတ္တာထားစရာအာယုံကရုဏာထားစရာအာယုံတွေကကိုယ်စိတ်ကိုတန်စာဆင်တာအဲ့ဒါသမထဒါဒီဆောက်ဦးမပြီးသေးလို့ပြီးလို့ရှိရင်အဲ့အကိုနဲ့ဘာနဲ့အမေဓာတ်ထက်တော့ဘူးကောင်းလာမှာပေါ့လေဒီလိုလေးထိုင်ရပြီဒီလိုလေးခေါ်ရတာကိုကြိုက်တရားနာတာအဆင်မပြေဘူးလားစိတ်မငြိမ်အေးဘူးလားငြိမ်အေးလားအဲ့ဒါမြင်ခွင်းအာယုံကကိုယ်စိတ်ကိုခြေလေကိုယ်စိတ်ကလည်းပဲမြင်ခွင်းအာယုံကိုရောက်အဲ့ဒါကိုသမထလို့ခေါ်သည်အာယုံကိုအဓိကထားပြီးအားထုတ်ရင်သမထလို့ခေါ်သည်စိတ်တပရိက္ခရထံစိတ်တလင်္ကာရထံဟောကိုယ်စိတ်ကိုကဘယ်နေရာရောက်ကိုယ်စိတ်ထဲမှာတတ္တဝရိယတတိသမာဓိပညာစိတ်တက်ကောင်းတွေရှိဝစားကောင်းကောင်းဝတ်ထားတယ်ကွယ်မျက်နှာလည်းလိမ့်ချဲထားတယ်ပင်ကိုကရုပ်အချိုးမကြရင်လေသူများကဲ့ရဲ့စရာဖြစ်မှာပေါ့ဒါလောကဥပမာပြောတာပါမိမိစိတ်ကလေးကိုကကောင်းတဲ့ကောင်းအောင်မွေးလာတာအဲ့ဒါဝိပဿနာကိုယ်စိတ်ကိုပဲတရားနဲ့ပေါင်းတာကိုယ်စိတ်ကိုပဲဝိရိယနဲ့ပေါင်းတာကိုယ်စိတ်ကိုပဲတတိသမာဓိပညာတွေနဲ့ပေါင်းတာတနည်းပြောရင်ကိုယ်စိတ်ကိုတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့မဂ္ဂင်တရားတွေနဲ့ပေါင်းတာအဲ့ဒါကိုယ်စိတ်ကိုတန်စာဆင်တာဟိကိုယ်စိတ်ကိုအပြင်ဘက်ကအာယုံကောင်းတွေကကိုယ်ကိုခြေလေပေးတာကိုယ်စိတ်လေးကောင်းအောင်လုပ်ပေးတာအဲ့ဒါသမထအာယုံကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုယ်စိတ်ကလေးကိုက
ကောင်းတဲ့ကောင်းအောင်နေနိုင်ရင်အဲ့ဒါပါလေဝိပဿနာတဲ့အလူတကအလူထဲမှာစိတ်တလင်္ကာရစိတ်တပရိက္ခာရထံတဲ့အဲ့ဒါအသာဆုံးပဲတဲ့အဲ့ဒါအမြတ်ဆုံးပဲတဲ့ရောက်လို့လူတာကြောက်လို့လူတာပေးဘူးလို့လူတာပေးမှမို့လို့လူတာမကောင်းတတ်လို့လူတာကောင်းတယ်ဆိုလို့လူတာအဲ့ဒါတွေနဲ့လမ်းမှာမဆိုင်တော့ဘဲနဲ့ကိုယ်စိတ်ကလေးကမြင့်မြတ်တယ်မြတ်အိုးနိဗ္ဗာန်ဆိုတဲ့ပွဲလန်းသဘင်ကိုလမ်းဝင်ဖို့ရအတွက်ကိုယ်စိတ်ကိုကိုယ်တန်စာစင်ကိုယ်စိတ်ကိုကိုယ်အလားချေတာဟာအဲ့ဒါသမထဝိပဿနာအထုတ်တာပဲတဲ့ဒါကြောင့်မို့ဒီတရားပွဲတရားနာနေတဲ့သူတော်ကောင်းတွေအ ਨੇ ဆုံးဘယ်ကစလိုက်တုံးဆိုတော့မုံဟင်းကစားတာစားတယ်လေဟုတ်လားစားဘူးတယ်မို့လားတို့စားဘူးတာနဲ့တူလားဟမ်ဘယ်ဟာပူကောင်းမပြင်းနိုင်ဘူးလားပြင်းသင့်လားဘယ်တော့ပြင်းမဲတန်သွားပြီအဲ့ဒါလေးပဲခေါ်ချင်တာအဲ့ဒါလေးပြင်လိုက်တာအဲ့ဒါသမထအဲ့ဒါလေးပြင်လိုက်တာအဲ့ဒါဝိပဿနာဘာဖြစ်လို့တော့အဲ့ဒါလေးပြင်လိုက်တဲ့အခါမှာကိုမုဟင်္ဂဘိုးပေးတဲ့အခါမှာအော်သူ့အိမ်ကနေများမကောင်းနေရှာသလားသူ့အိမ်ကသားသမီးတွေအတွက်ပညာရေးစီးပွားရေးသူ့စီးပွားရေးကိုထောက်ပံ့တာလေဟုတ်လားအဲ့ဒါလေးတွေကစိတ်ကအာယုံစီညွတ်သွားတာအဲ့ဒါသမထကိုယ်စိတ်ကိုကိုယ်အာယုံကိုကြိုက်တယ်လို့ထားနိုင်တာသမထအဲ့ဒါအပြင်ကိုယ်စိတ်ကိုမဟုတ်ဘူးလေသူလည်းပဲမုံဟင်းအရောင်းနေဆိုတာမုံဟင်းကစားခြင်းတဲ့သူတွေကိုအလူပေးနေတာဟုတ်တယ်မဟုတ်လားသူလည်းအလူရှင်ကိုကလည်းဗာလေအလူရှင်ကိုလည်းပေးမှာပဲအဲ့ဒီမှာကိုယ်တန်တန်မှာကိုကလောဘဒေါသမောဟတွေဗာဖြစ်လေရော့ပြီးနဲသွားတယ်တဲ့ကဲဘာဖြစ်လို့လူတာတုံးလို့မေးလူချင်းလို့လူတာပါတဲ့ဒါပေမဲ့လူဘုံလူနည်းရှင်မျိုးပြောသွားတယ်ရောက်လို့လူတာလဲလူချင်းလို့လူတာကြောက်လို့လူတာလဲလူချင်းလို့လူတာပေးဘူးလို့လူတာလဲလူချင်းလို့လူတာပြန်ရမှမျောလို့လဲပဲလူချင်းလို့လူတာမကောင်းတတ်လို့လူတာလဲလူချင်းလို့လူတာကောင်းတယ်ဆိုလို့လူတာလဲလူချင်းလို့လူတာဂုံတရင်ကြီးလို့ဆိုတာလဲလူချင်းလို့လူတာပဲတဲ့ဘုန်းတော်ကြီးမြတ်စွာဘုရားအချီးမွမ်းဆုံးကတော့ကိုယ်စိတ်ကလေးကိုတန်စာဆင်ပြုပြင်ပြီးတော့နိဗ္ဗာန်စံဝင်နိုင်အောင်စိတ်ဓာတ်မွေးပြီးလူတာကိုအကောင်းဆုံးအမြတ်ဆုံးလို့ခေါ်တယ်အဲ့ဒါကိုဓမ္မဒါနအလူလို့ခေါ်ပါတယ်ဘာဓမ္မဒါနလဲကိုယ်တဏ္ဍာမှာကောင်းမြတ်တဲ့ဓမ္မတွေကိုယ်တိုင်အလူခံကိုယ်တိုင်အလူပေးပြီးကိုယ်စိတ်ဓာတ်ကောင်းလာတာကိုခေါ်တယ်ဒါကြောင့်မို့ဘသူပဲဖြစ်ဖြစ်အလူရင်လူချင်းလို့လူတာပါပဲတဲ့ဒါပေမဲ့အကြောင်းတွေတော့ရှိတယ်တဲ့အဲ့ဒါလေးဟောပေးခဲ့ပါတယ်ကဲတနာကြီးကြော်ပြီဆိုတော့လူချင်းတို့လူပါတယ်လို့ဒီနေ့တကြံတွင်းမှာဟောခဲ့တဲ့ပထမဦးဆုံးညတရားနာကြရသဖြင့်မိမိတို့အရင်တော့ကလည်းလူချင်းတို့လူခဲ့တာပဲလေဘလို့လူခဲ့တယ်လဲသိချပြန်ကြည့်ပြီးတော့ရှေ့လျှောက်ဟုတ်တာပေါ့ဘာပဲဝယ်စားဘာပဲလှုပ်အလူဖြစ်တဲ့ဟေးအဲ့ဒီထဲမှာနိဗ္ဗာန်စံဝင်ဖို့ရအတွက်ကိုယ်စိတ်ကိုကောင်းမြတ်တဲ့ကောင်းမြတ်အောင်တန်ဆာဆင်အချမ်းရံနေမွေးပြီးတော့စိတ်စေတနာကောင်းတွေတိုးလာမှနိဗ္ဗာန်ရောက်မှာပါလားလို့သဘောပေါက်ပြီးတော့အသိဉာဏ်တွေတိုးသဖြင့်ပြုသမျှကုသိုလ်ပြောသမျှကုသိုလ်စိတ်ကူးသမျှကုသိုလ်တွေဖြစ်ကုသိုလ်ကပေးတဲ့ကောင်းကျိုးချမ်းသာတွေစံစားခံစားပြီးတရားဓုတွေရအသိဉာဏ်တွေတိုးပြီးတော့မိမိတို့ရည်မှန်းထားသည့်အတိုင်းနိဗ္ဗာန်ကိုစံဝင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်းကဲအလုံးမဲ့ရည်စက်ချလိုက်ကြအောင်နတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေတေချာအာယုံပြုမိမိတို့အထူးအဖြစ်ကိုဆောင်နဲ့ဒီအာယုံပြုမိအောင်ဖအောင်ဆရာသမားဟောင်းတွေတေချာအာယုံပြုကိုကျေးဇူးရှင်တွေတေချာအာယုံပြုပြီးတော့ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့တရားအလူကိုခံယူပေးလူရတဲ့ကုသိုလ်ကောင်းမှုတွေထပ်တူထပ်မြရစေလို့တဲ့စိတ်နဲ့ရည်စက်သွန်ချအမြပေးဝေကြပါကုန်စို့အရှင်မြတ်ဖရာဖရာတပည့်တော်တို့သည်သာသနာတော်ကိုချီညို၍၎င်းယရဏသုံးပါးကို
ယုံကြည်၍၎င်းကံကံ၏အကျိုးကိုနားလည်၍၎င်းနိဗ္ဗာန်ကိုရည်မှန်း၍ယနေ့ယခုဓမ္မဒါနတရားအလူအမတဒါနအမြိုက်နိဗ္ဗာန်အလူပွဲကိုပေးလူကြပါကုန်၏တရားအလူပွဲ၌တရဏဂုံသီလတို့ကိုဆောက်တည်ပြီးလျင်ဖရာအမှုရှိသောတန်ဃာတော်အရှင်မြတ်ပေါင်းအားမွန်မြတ်လှစွာသောဆွမ်းသင်္ကန်းကြောင့်စေပစ္စည်းလေးပြားနဝကမ္မာဓမ္မပူဇာပူဇော်ကြပါကုန်၏ဝေယဝဆတို့ကိုလိုလေသေးမရှိအောင်ဆောင်ရွက်ကြပါကုန်၏အဆုံးအမတရားတော်မြတ်တို့ကိုရိုသေစွာနာကြားပြီးလျင်ကျင့်ကြံကြိုးကုန်အားထုတ်ကြပါကုန်၏အရှင်မြတ်ဖရာဖရာတပည့်တော်တို့ပြုခဲ့ရသောကုသိုလ်ကောင်းမှုအဆူဆူတို့၏အဖို့ဘာကကိုအသက်ထင်ရှားမထင်ရှားကုန်သောမိဘနှစ်ပါးဆရာသမားဆွေမျိုးမိတ်ဆွေပရိသတ်တို့အား၎င်းကိုယ်ဆောင်နာအိမ်ဆောင်နာကျောင်းဆောင်နာစီဒီတော်ဆောင်နာတက္ကသိုလ်ဆောင်နာရေကန်ဆောင်နာပရဝုံဆောင်နာရက်ွယ်ဆောင်နာရွာဆောင်နာမြို့ဆောင်နာတောဆောင်နာတောင်ဆောင်နာပုံမစိုးယုတ်ခစိုးအာကာသစိုးတရားမင်းယမမင်းပြည့်ရှိမင်းနတ်မင်းကြီး၄ပါးမိုးနတ်သားလေနတ်သားရေနတ်သားမြေနတ်သားအစရှိသောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတို့နှင့်မြင်အပ်မမြင်အပ်အာလုံးသောပရိသတ်တို့အားဝမ်းမြောက်ဝမ်းသာအမြဟု၍ပေးဝေငှပါကုန်၏အမြဝေသောခဏ၌ဆိုအပ်ခဲ့ပြီးသောပရိသတ်တို့သည်ဝမ်းမြောက်ဝမ်းသာသာဓုသာဓုသာဓုဟု၍ခေါ်ဆိုနိုင်ပြီးလျင်ထတူထမြအကျိုးရပြီးလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအလုံးကြာဓမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုအလုံးကြာဓမြအမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓု
အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဓနတိဟကုမ္ပဏီမိသားစု၏မြန်မာနှစ်သက်ကူဓမ္မဒါနအလှအထူးဓမ္မသဘင်ကိုဗုဒ္ဓသာသနာစီယံတိတ်ထုသုံးညင်ရွတ်ဆိုဆုတောင်း၍အခမ်းအနားပြီးမြောက်ပေးတော်မူပါယံယူသည်လေးသောသာလျှောက်ထားပန်ကြားအပ်ပါသည်ဗျာဗုဒ္ဓသာသနာစီရန်တိတ်ထုဗုဒ္ဓသာသနာစီရန်တိတ်ထုဗုဒ္ဓသာသနာစီရန်တိတ်ထုသာဓုသာဓုသာ